ဒီအသက်အရွယ်ကြောင့်မှာပိုတော့ကြောင်လို့ဝါရိုက်ခံတယ်ကွာအပြင်တိုင်းမှာဖွင့်ကြောင်လာရန်တော့ကြောင်နေအဲ့ဒါကြည်ပြရဲ့လေးပြီးရဲ့ဇော်ဝင်းရဲ့၃ယောက်ကရောငယ်တငယ်ချင်းရောဘကိုးမာရဲ့တူတူနေလာတဲ့တငယ်ချင်းဖြစ်တဲ့အခါကျတော့ကျွန်တော်အပြင်လောကမှာလည်းမှားသည်ဖြစ်စေမှန်သည်ဖြစ်စေဗျာတဲ့လားငါတငယ်ချင်းဘက်ကအမှန်ပဲငါတငယ်ချင်းဘက်ကရက်တည်မယ်ဆိုလူပဲလေနော်10ယောက်မှာ9ယောက်လောက်ကအဲ့လိုလူမျိုးတွေဆိုတော့သိကြတယ်ကျွန်တော်ဒီမဖြစ်မနေတယောက်ကိုရွေးချယ်ပြီးတော့ရက်တည်ရမယ်ဆိုရင်တော့ကြည်ပြဘက်ကရက်တည်ရမှာအရင်တော့လေကျွန်တော်ကြောက်လေကျွန်တော်နည်းနည်းစိတ်မကောင်းဖြစ်တာပေါ့နော်စိတ်တော့မဆိုးခဲ့ဘူးကျွန်တော်လေမိတ်ဆွေ friend ဒီ fan တွေပေါ်မှာကျွန်တော်စိတ်ဆိုးခဲ့တယ်စိတ်မကောင်းဖြစ်တဲ့အရာအရင်တော့ဘာလဲဆိုတော့သူတို့ကလူလေဘာလို့ရည်နာဘာတင်နေလဲဟာရပဲပေးနေအခုနောက်ပိုင်းကပို့ဆိုးတယ်ကိုသိန်းဘာလို့ရည်မှာလဲပျော်သွားတာကိုတိုင်းကစိတ်မဆိုးဖို့နေတာပျော်နေတာအဲ့မှာဟေးငါဒါလေးတင်တော့သူတို့ရည်မှာလားမသိဘူးတင်လိုက်မယ်ဆိုပြီးတော့ကိုတိုင်းကသူတို့ကြီးပျော်အောင်ရည်အောင်အဲ့လို post တွေရွေးပြီးတော့တင်နေတာအဲ့လိုဖြစ်တယ်AFPS Creation မှာလူပညာရှင်များရဲ့သိဝင်သားပွဲရာသတင်းအကြောင်းအရာများနှင့်အခြားသောစီစဉ်ကောင်းများစွာကိုတင်ဆက်ပေးနေတာဖြစ်လို့ AFPS Creation မှာတော်ညာများထည့်သွင်းလိုပါကဖုန်းနံပါတ်3999659849ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။ Tesla မိုးထဲမှာတော့ဇော်ဝင်းပေါ့။ကိုဇော်ဝင်းပါဒီဟာကျတော့ပရမဒီ Tesla မိုး page ကနေကြော်ညာနေတဲ့အတိုင်းပဲလေပြေနဲ့မိုးစပန်းရဲ့ကြည်ပြရဲ့နှစ်ယောက်ကြားတွေကညနာမှာဒီဇော်ဝင်းကလေပြေဘေးနားမှာအဲ့လိုကောင်းချင်းဆိုးချင်းမှန်သမျှအဲ့လိုငယ်တငယ်ချင်းလေးဖြစ်နေတာဖြစ်တဲ့အချောက်ပြောတာဆိုတာအစားတယောက်နဲ့တယောက်အားနာကြမလို့အားနာပြောမနာဆိုမနာတကယ်ချင်းဖြစ်တဲ့အတွက်ကောင်းချင်းဆိုးချင်းအကုန်လုံးကိုပြောတယ်ဘေးကလည်းကုညီပေးစရာရှိတဲ့ဟာကိုကုညီပေးတယ်အဓိကကဘာလဲဆိုတော့ငယ်တငယ်ချင်းဆိုရင်လည်းကျွန်တော်တို့ကတိမ်နဲ့လူနေတာမဟုတ်ဘူးတယောက်တနေရာစီနေရတာဖြစ်တဲ့အတွက်ပြီးတော့အဲ့ဇကားကျင်တော့သိမှာပါအဲ့တချို့သောဖြစ်သွားတဲ့အရာတွေမှာဆိုလို့ရှိရင်လည်းသူနဲ့ကျွန်တော်နဲ့ကနေရာတနေရာထဲမှာတူတူရှိနေတယ်ဆိုပေမဲ့နှစ်ယောက်ကအဲ့လိုခဏလောက်ပေါ့နော်တယောက်နဲ့တယောက်ကြားထဲမှာအဆက်အသွယ်တစ်ခုပြတ်သွားရတယ်အဲ့ဒီအချိန်မှာတစ်ခုခုကဖြစ်သွားတဲ့အချိန်မှာကျွန်တော်မသိလိုက်ရတဲ့အရာလေးရှိရပေါ့ဆိုတော့ဒါကြောင့်လည်းအဲ့လိုညနာမောင်လို့ပါတော့ကျွန်တော်ပြောရတယ်တူပါတယ်ကျွန်တော်ကကျတော့လေအပြင်မှာလည်းဘယ်လိုလူလဲဆိုတော့ကျွန်တော်ကကျတော့လေကျွန်တော်ကိုအဓိကကလေတိုင်းမင်နေပေါ့နော်တကယ်တော့တိုင်းမင်နေဆိုတာလေအမှန်တိုင်းပြောရင်တိုင်းမင်နေဆိုတာလည်းကောင်းဘာလို့ဆိုတော့လေတိုင်းမင်တာမဟုတ်ဘူးဗျာသူတို့ကထောက်ခံမှုလိုချင်တာဘာလို့သူတို့ဖြစ်ချင်တဲ့အရာကိုကိုကအေးကောင်းနေချစေသူတို့ကဖြစ်စေချင်တဲ့အတွက်တိုင်းမင်နေဆိုတော့ခေါင်းစဉ်တက်လိုက်တာအဲ့ဒီမှာလေကျွန်တော်ကအမြဲတမ်းအပြင်မှာဆိုလဲကျွန်တော်အဲ့လိုအချိန်ချင်းတောင်းတဲ့လူတွေပဲဖြစ်ဖြစ်ကိုကမနေနိုင်လို့သွားပြီးအာချောင်ကြီးရဲ့ကိစ္စတွေပဲဖြစ်ဖြစ်ကျွန်တော်အမြဲတမ်းပြောတယ်သူတို့ဘာလဲဆိုတော့ကိုယ့်ဘက်ကိုဆုံးဖြတ်ပါဘာလို့ကောင်းချင်းဆိုးချင်းကကိုပဲခံရမှာကျွန်တော်တို့ကဥမာဒီဟာလုံးလိုက်ဆိုပြီးတော့မြောက်ပေးပြီးတော့မှကောင်းသွားရင်ပြဿနာမရှိဘူးဗျတကယ်လို့တစ်ဖက်လူကတစ်ခုခုထိခိုက်သွားတယ်ဆိုလို့ရှိရင်ကိုကsorry ပါကွာငါလည်းအဲ့လိုမထင်ထားမိလို့ပြောမိလိုက်တယ်ဆိုတဲ့စကားတစ်ခု sorry စကားတစ်ခုနဲ့ပြီးသွားမှာလေတကယ်တမ်းကောင်းချင်းဆိုးချင်းခံစားရမှာတစ်ဖက်လူဖြစ်နေတဲ့အခါကျတော့ကိုကြောင့်တစ်ဖက်လူဒုက္ခရောက်သွားတာမျိုးပြီးတော့ကျွန်တော်ကအဲ့လိုတော့အဖြစ်မခံဘူးကျွန်တော်အမြဲတမ်းဒီလိုလုပ်ရင်ဒီလိုလေးတော့ဖြစ်လိမ့်မယ်အဲ့တော့ကိုကဆုံးဖြတ်အမြဲအဲ့လိုအဓိကလေကျွန်တော်ဇလန်တွဲနဲ့ရုပ်ရှင်နဲ့မတူပါလေးတစ်ခုကကြတော့ဇလန်တွဲကကြတော့ရုပ်ရှင်ဇလန်တွဲမပြီးသရွေ့ပြသနေခြင်းကာလတစ်လျှောက်လုံးမှာကျွန်တော်တို့ရဲ့ character ကျွန်တော်တို့ရဲ့ဒီဇာတ်ဝင်ခန်းနေနဲ့ဇာတ်ကားနဲ့ပတ်သက်ပြီးတော့နေ့ရက်တိုင်း promote လုပ်လို့ရနော်ဒီရုပ်ရှင်ဇာတ်ကားကြီးကြတော့ကျွန်တော်တို့ရုပ်ရှင်ဒီရုပ်ရှင်ပြသရေးစနစ်အရာရောတစ်ပတ်မှာနှစ်ကားပြိုင်တင်နေရတာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ဇာတ်ကားတကားပေါ့ကျွန်တော်တို့ကားမှမဟုတ်ပါဘူးဘယ်ဇာတ်ကားပဲဖြစ်ဖြစ်ရုပ်ရှင်တကားပြသဖို့တော့တက်တန်းတစ်ပတ်ပဲရှိတယ်တစ်ပတ်ပဲရှိရဆိုဒီတစ်ပတ်အတွင်းမှာကျွန်တော်တို့ကအသေးအံ promote လုပ်ရတယ်ပရိသတ်တွေလာကြည့်ဖို့အတွက်ကိုအသေးအံခေါ်ရတယ်ပေါ့နော်ဆိုတော့အဲ့လိုအခြေအနေမျိုးမှာနည်းနည်းလေးတော့တာဝန်တော့ကြီးတာပေါ့နော်အဲ့တော့ဒီဇလန်ထဲမှာဒီဇကားထဲမှာကိုယ့်ရဲ့ character ပရိသတ်သတိထားမိဖို့အတွက်ပဲတော်တော်လုံးပန်းနေရတာလေဇကားပေါက်ဖို့ဆိုတာတော့နောက်မှာပေါ့အဓိကကျွန်တော်ရဲ့ပထမဦးစားပေးသည်ဒီရိုက်ကွင်းပေါ်ရောက်လာပြီဆိုလို့ရှိရင် driver နော် driver ဒီ shooting ကျွန်တော်ဒီရိုက်ကွင်းမှာသူအကြီးဆုံးပဲလေသူ power အကြီးဆုံးဖြစ်တဲ့အတွက် driverစိတ်ကျဉ်းနှံ့မှုရရမယ်သူစီကအဆူဆဲမခံရဖို့အတွက်ဒါကျွန်တော်တို့ပထမဦးစားပေးပဲပြီးသွားလို့ရှိရင်ဒီဇလန်တွေက character ပေါ့တစ္ဆာရှိရဆိုတဲ့ဟာမျိုးပေါ့အဲ့ဒီဟာကိုမှနောက်တစ်ဆင့်အနေနဲ့တတိယအဆင့်ဆိုလို့ရှိရင်ကိုယ့်ရဲ့သေဥဆောင်မှုကိုယ့်ရဲ့စူးစမ်းအားထုတ်မှုကပရိသတ်တွေအသိမှတ်ပြုပါမှာပရိသတ်တွေရင်ထဲကိုရောက်ပါမှာဆိုတော့စိတ်စိုးရင်စိတ်လေးတော့ရှိတာပေါ့နော်ဒီသုံးခုကိုပဲဦးစားပေးပြီးလုပ်ရတာဖြစ်တဲ့အတွက်ငါကတော့ပရိသတ်တွေချစ်ပါစေတော့ပရိသတ်တွေကြားရဲပေါက်ပါစေတော့ဆိုတော့စိတ်နဲ့တော့
အဲ့လိုဒီတည်တံ့ရွေချက်ကြီးနဲ့တော့မလုပ်ခဲ့ဘူးပေါ့နော်ကိုကန်တရားလေးလည်းရှိအောင်ပါကိုရဲ့ကန်တရားလေးရဲ့ပြိသက်ဒီချစ်ချင်းမြတ်တာရရှိမဲ့အချိန်ကာလတစ်ခုရောက်လာပြီဆိုရင်တော့သူတို့ရဲ့ချစ်ချင်းကိုရမှာအချို့တလေတော့ချီးကျူးစရာတော့မလိုပါဘူး तू ကအဆုံးလုပ်တာပေါ့နော်ကျွန်တော်တွေအကုန်လုံးကတချင်းလေးရေးတယ်ကျွန်တော်တို့ပို့ပြီးတော့ဟိုဖြစ်သွားဆိုင်းရစာရေးပါရေးပြီးစောက်တွေပါထုတ်တာဟုတ်ဆိုတော့သူ့စီမှာဒီ dialogue ရေးတဲ့ဟာသူကအရန်ကြီးတော့ဟိုစိတ်ပင်ပန်းစေမယ့်အရာမဟုတ်ဘူးလို့တော့ထင်တယ်မုံမြတ်တုံးကလည်းရိုက်တာဦးသိန်းဟန်ရဲ့နောက်ဇလန်းစင်ကြီးရဲ့ဖြိုးစင်တာကြောပေါ့နော်ဒီနှစ်အောင်လုံးစီကချင်းချင်းမြတ်တာကိုသိအပြည့်ရတယ်ရိုက်ခင်နေတာတို့ဒီမှာရိုက်တော့လေဦးမီပွားစီရောဆိုင်းစီရောဒီပါဝင်တဲ့သေးဆောင်လေးစီရောကိုသိချင်းချင်းမြတ်တာရတယ်နောက်ပရိသတ်ရှိမြောက်သေးတော့ကားတွေမှာလည်းရတယ်ဆိုတော့ဒါကံကောင်းခြင်းတစ်မျိုးပဲပေါ့နော်အဲ့ခါကျတော့ကိုသိန်းကိုရက်ကွင်းမှာဆိုလို့ရှိရင်လည်းလောလက်လက်ပေးပြီးသေုပ်ဆောင်ကြရတယ်ကိုသိန်းကိုအဲ့လိုချုံနှောင်ထားသောအရာတွေချုပ်ထားတဲ့အရာဘာမှမရှိဘူးဆိုတဲ့အခါကျတော့ကိုစိတ်ကလွတ်လပ်သွားပြီဆိုတော့ပျော်သွားပြီလေနော်ပျော်တဲ့ခါကျတော့ကိုအလုပ်လုပ်ရတဲ့အခါမှာကိုလုပ်ရတဲ့အလုပ်ပေါ်ကိုရဲ့ character ပေါ်မှာ 100% အဲ့လို focus ထားလို့ရတယ်။အဲ့ဒါကြည်ပြရဲ့လေးပြီးရဲ့ဇော်ဝင်းရဲ့၃ယောက်ကရောငယ်တငယ်ချင်းကိုဘကုံးမာရဲ့အတူတူနေလာတဲ့တငယ်ချင်းဖြစ်တဲ့အခါကျတော့ကျွန်တော်အပြင်လောကမှာလည်းမှားသည်ဖြစ်စေမှန်သည်ဖြစ်စေဒါတလားငါတငယ်ချင်းဘက်ကအမှန်ပဲငါတငယ်ချင်းဘက်ကရက်တည်မယ်ဆိုလူပဲလေနော်10ယောက်မှာ9ယောက်လောက်ကအဲ့လိုလူမျိုးတွေဆိုတော့သိကြတယ်ကျွန်တော်ဒီမဖြစ်မနေတယောက်ကိုရွေးချယ်ပြီးတော့ရက်တည်ရမယ်ဆိုရင်တော့ကြည်ပြဘက်ကရက်တည်ရမှာဟုတ်အပြင်တိုင်းမှာဖွင့်ကြမ်းလာရန်တော့ကြောက်နေအဓိကလေအိုက်စင်းလေးကလည်းပုံစင်းပေါ်ရောက်မှဖြစ်သွားတဲ့အရာလေးတကယ်တော့ကျွန်တော်တို့စရိုက်မယ်ဆိုပြီးအဲ့လိုဇလန်းစံညွန်ထွက်တဲ့အချိန်မှာမပါဘူးမပါဘဲနဲ့အဲ့နေရာကျမှလိုဆိုတော့ဆိုင်းရနေတိန်းနဲ့အဲ့နေရာလေးဘယ်လိုလေးလှုပ်လိုက်ထည့်လိုက်ပါလားတဲ့ရိုက်လိုက်ပေါ့နော်အိုက်စင်းလေးကတော့မမဲရတယ်ကျွန်တော်အိုက်စင်းလေးကိုအဲ့လိုဖွန်ချောင်းနဲ့စင်းလေးပေါ့နော်တီးကြော်ဖွန်ချောင်းနဲ့စင်းလေးကျွန်တော်ရိုက်လိုက်တယ်ရိုက်တဲ့အချိန်မှာလည်းထပ်ပြီးတော့အမှတ်ရစရာတခုကဘာလဲဆိုတော့ဒီဇာကားထဲမှာတော့လှီးထုတ်လိုက်တာပေါ့နော်အပြင်မှာအကြာကြီးပဲဦးမီဘွားဒီကတ်လုံးဝမအောင်ဆောင်းဝဲဆက်တာကျွန်တော်ဒါတော့ကုန်နေကျွန်တော်ကတ်မအောင်တဲ့ခါကျတော့ကျွန်တော်လည်းဟင်းဒိုက်တာကတ်အောင်မှာကိုကအတင်ဖြစ်သွားမှာဟုတ်အဲ့တော့ကျွန်တော်လည်းအမှပူရိုသီးရုံနဲ့ကျွန်တော်ပြောချင်တာပြောပြီးကျွန်တော်ထပ်သေးဥဆောင်နေအကြာကြီးပဲပြီးတော့မှကတ်ဆိုပြီးတော့ဦးမီဘွားအဲ့လိုပြောလိုက်ရှင်ဒင်းဆိုရင်လည်းအလုံးကြီးကြာအဲ့ချိန်မှာဆိုင်းရရောက်လိုက်မင်းအချိန်ကြီးကောင်းနေတယ်မင်းအချိန်ကြီးကောင်းလို့သူလှုပ်ပေးတာပဲသူတော့ကြာဆိုအဲ့မှာအဲ့နေရာစာပြီးကျွန်တော်သေဥဆောင်တဲ့ခါမှာအရန်စိတ်ပေါ့ပါသွားဝင်းပေါက်လေကျေးဇူးအများကြီးတင်ပါတယ်။အဲ့ဒါဆိုအရင်တော့လေကျွန်တော်ကြတော့လေကျွန်တော်နည်းနည်းစိတ်မကောင်းဖြစ်တာပေါ့နော်စိတ်တော့မဆိုးခဲ့ဘူးကျွန်တော်လေမိတ်ဆွေ friend ဟိုဒီ fan တွေပေါ်မှာကျွန်တော်စိတ်ဆိုးခဲ့တယ်ဟိုစိတ်မကောင်းဖြစ်တဲ့အရာအရင်တော့ဘာလဲဆိုတော့သူတို့ကလို့လေဘာလို့ရည်နာဘာတင်နေလဲဟာဟာပဲပေးနေအခုနောက်ပိုင်းတော့ပို့ဆိုးတယ်ကိုသိန်းဘာလို့ရည်မှာလဲဘာတင်နေဟာဟာပဲပေးမှာဟောပထမတော့စိတ်မကောင်းဘူးဟောငါမှတော့အတီတွေလှုပ်လိုက်ရတာစူးစမ်းလိုက်ရတာဒါပေမဲ့တစ်ဖက်ကပြန်တွေးကြည့်လိုက်ရင်ဟိုလေအများကြီးရတယ်ပေါ့နော်ကိုကြောင့်ဒီတစ်ဖက်သားဟိုတရင်ငါပဲဖြစ်ဖြစ်အချိန်အကြာကြီးပဲဖြစ်ဖြစ်ပေါ့စိတ်ချမ်းသာသွားရတယ်စိတ်ပျော်ရွှင်သွားတယ်နောက်ဆုံးကကျွန်တော်တို့တွေကအားလုံးရဲ့နေ့စဉ်ဘဝမှာစိတ်ပင်ပန်းမှုတွေအဆင်မပြေမှုတွေအခက်အခဲတွေအမျိုးစုံရှိကြတယ်လीနော်မိသားစုစီးပွားရေးလူမျိုးကျန်းမာရေးအကုန်ပေါ့အဲ့ဒီအချိန်မှာဘာပြောကျွန်တော်မျက်နှာကိုမြင်လိုက်ရလို့ကျွန်တော်ပါဝင်တဲ့ဇုံဝင်တစ်ခုကိုကြည့်လိုက်ရလို့ကျွန်တော်တင်တဲ့ share တဲ့ post တစ်ခုကိုမြင်လိုက်ရလို့သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာတင်ကားတော့အဲ့လိုစိတ်သက်သာရသွားတယ်ဒါကကျွန်တော်ကုသိုလ်ရပါတယ်ပျော်သွားတာကိုယ်တိုင်ကစိတ်မဆိုးဖို့နေတာပျော်နေတာအဲ့မှာဒီငါဒါလေးတင်တော့သူတို့ရီမာလားမသိဘူးတင်လိုက်မယ်ဆိုပြီးတော့ကိုယ်တိုင်ကသူတို့ကြီးပျော်အောင်ရီအောင်အဲ့လို post တွေရွေးပြီးတော့တင်နေတာအဲ့လိုဖြစ်တယ်ရတယ်အခုဆိုသိတာပါတယ်ကျွန်တော်အကောင့်မှာပဲဖြစ် page မှာပဲဖြစ်အဲ့လိုမျိုးသူတို့ပျော်သွားတဲ့ခါကျတော့သူတို့လည်းကိုယ်ချစ်တာပေါ့ကျွန်တော်ကတော့ချစ်ချင်းမြတ်တာပဲလုပ်ချင်တယ်မုံတရားရမို့ချင်ဒီပြင်စလမိုးရုပ်ရှင်9လပိုင်း4ရက်နေ့ယုံတင်တဲ့ခါကျလို့ရှိရင်လည်းဆိုင်းချစ်တော်ပရိသတ်များဖိုးချစ်တော်ပရိသတ်များဖိုးချစ်တော်ပရိသတ်များကျွန်တော်ချစ်တော်ပရိသတ်များနောက်တခြားတော့ဟိုစက်ကောင်နေရာမှာပါဝင်တေးဥဆောင်တော့အနုပညာရှင်တွေကိုချစ်တော်ပရိသတ်များအားလုံးကျွန်တော်တို့ဝင်းရပေးကြပါအောင်လာရောက်ကြည့်ရှုပြီးတော့အားပေးကြပါအောင်ခင်ဗျာဘာလို့လဲဆိုတော့ကျွန်တော်တို့ကတပတ်အတွင်းမှာအသက်ဝင်အောင်ဖန်တီးရတာဖြစ်တဲ့အတွက်ဒီတပတ်အတွင်းမှာကျွန်တော်တို့ဝင်းရပေးဖို့အတွက်လည်းဒီနေရာကနေမြစ်တိုက်ရခံပါခင်ဗျာcreation မှာအမှုပညာရှင်များရဲ့သိဝင်စားပွဲရာသတင်းအကြောင်းအရာများနဲ့အခြားသောအစီအစဉ်ကောင်းများစွာကိုတင်ဆက်ပေးနေတာဖြစ်လို့ follow လုပ်တာပြီး feedback ပေးထားပေးပါဦးနော်